ဇလန်းရဲ့အဓိကဇက်ကောင်ကဆရာတယောက်ဖြစ်ပြီးထူးဆန်းတဲ့ယောဂတစ်မျိုးခံစားနေရသူပါအမျိုးသမီးတစ်ယောက်နဲ့ထိတွေ့မိတာနဲ့ခန္ဓာကိုယ်မှာအဖုအပိတ်တွေထွက်လာတတ်ပါတယ်။ဒါကြောင့်သူ့ရဲ့မိခင်ကသူ့ယောဂမဖြစ်စေတဲ့အမျိုးသမီးကိုရှာဖို့နေ့စဉ်အမျိုးသမီးယာချီနဲ့လက်ဆွဲဆန်းသက်စေခဲ့ပါတယ်။ဒီနေ့မှာတော့နာမည်ကြီးစီဟာဇက်လိုက်မင်းကလေးရဲ့လက်ကိုကင်လိုက်ပေမဲ့အရင်လိုအာလယ်ဂျီတုတ်ပြန်မှုမဖြစ်လာခဲ့ပါဘူး။စီယိုကစိတ်လှုပ်ရှားပြီးသူမကိုကန့်လန့်ကနောက်ကနေဆွဲထုတ်ကြည့်လိုက်ပေမဲ့မျက်နှာကိုမြင်တဲ့အခါစိတ်ပြတ်သွားခဲ့ပါတယ်။ဒါပေမဲ့စီရဲ့မိခင်ကတော့အလွန်သဘောကျပြီးသူမကိုချက်ချင်းသားမှတ်မလောင်ဖြစ်တတ်မှတ်ကလက်ထပ်ပေးလိုက်ပါတယ်။စီယိုကတော့သူမအပေါ်စိတ်မဝင်စားပဲသူ့နှလုံးသားထဲမှာနှစ်ပေါင်းများစွာမေးမရတဲ့မိန်းကလေးတစ်ယောက်ကိုသာတတိယနေခဲ့ပါတယ်။အတိတ်တုန်းကသူဟာအဲ့ဒီမိန်းကလေးကိုကြောက်စိမ့်ဆွဲကြိုးတစ်ခုပေးခဲ့ပြီးနောက်ပိုင်းမှာအဆက်အသွယ်ပြတ်တောက်သွားခဲ့တာပါ။ဇက်လိုက်မင်းကလေးရဲ့ဘဝကလည်းခက်ခဲခဲ့ပါတယ်။အဖေအိမ်ကမိထွေးနဲ့ညီမတို့ရဲ့အကြံစီကြောင့်သူမဟာမသိတဲ့အမျိုးသားတစ်ယောက်နဲ့တညတာကုံဆုံးခဲ့ရပြီးနောက်ပိုင်းသမီးလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်။သမီးလေးမှာရှားပါးယောဂတစ်မျိုးရှိနေတဲ့အတွက်ဦးသားစရိတ်များကိုရှာဖွေရင်းကိုလေးချိန်တက်အောင်နေထိုင်ခဲ့ရပါတယ်။တနေ့မှာလမ်းပေါ်ကကြော်ညာစာရွက်တွေဝင်းငှနေတာကိုမြင်ပြီးဆရာကအလှရှင်ရှာနေတဲ့ထင်ကသမီးအတွက်ဈေးကူသားစရိတ်ရဖို့စာချုပ်ကိုလက်မှတ်ထိုးလိုက်ပါတယ်။ဒါပေမဲ့နောက်မှသိလိုက်ရတာကအဲ့ဒါဟာအလှစာချုပ်မဟုတ်ပဲလက်ထပ်စာချုပ်ဖြစ်နေခဲ့တာပါ။လက်ထပ်ပြီးနောက်စီယိုကသူမကိုတွေ့တိုင်းအတိတ်ကမင်းကလေးကိုတတိယနေပြီးအေးဆက်စွာဆက်ဆံခဲ့ပါတယ်။သို့တော့သူမရဲ့သမီးလေးကိုအနီးကပ်ပြုစုစောင့်ရှောက်နေတဲ့မြစ်တာကိုမြင်ရင်းစီရဲ့သဘောထားကတဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်။ဒီနေ့မှာတော့ကြောက်စိမ့်ဆွဲကြိုးပြန်ပေါ်လာပြီးဇက်လိုက်မင်းကလေးကအဲ့ဒါဟာသူမရဲ့ပစ္စည်းဖြစ်ကြောင်းချက်ချင်းမှတ်မိသွားပါတယ်။အမှန်မှာမိထွေးရဲ့သမီးကအဲ့ဒီဆွဲကြိုးကိုခိုးယူပြီးစေရှာနေတဲ့မင်းကလေးအဖြစ်ဟန်ဆောင်နေခဲ့တာဖြစ်ပါတယ်။အမှန်တရားကိုဖော်ထုတ်ဖို့စ조사တဲ့အချိန်မှာစီယိုကအမှားယွင်းတဲ့ညီမတို့ကိုသာယုံကြည်နေပြီးဇက်လိုက်မင်းကလေးကိုအပြစ်တင်ကအိမ်ကနေနှင်ထုတ်လိုက်ပါတယ်။ဒီတခါတော့သူမမငိုကြွေးတော့ပါဘူး။ကိုဘဝကိုပြန်တည်ဆောက်ဖို့စ조사ရင်း fitness လေ့ကျင့်ခန်းတွေလုပ်ကအံ့ဩဖွယ်ပြောင်းလဲသွားခဲ့ပါတယ်။လအနေငယ်ကြာပြီးနောက်ချီရရဲ့ကုမ္ပဏီက brand ambassador အသစ်ကိုမိတ်ဆက်မဲ့ပွဲကြီးတစ်ခုကျင်းပခဲ့ပါတယ်။အနိုင်ရပြီးပြီလို့ထင်နေတဲ့ညီမတို့ကသူမကိုရည်ရွယ်ချက်ရှိရှိဖိတ်ကြားခဲ့ပေမဲ့ပွဲနေ့မှာတော့ဇက်လိုက်မင်းကလေးဟာလုံးဝအသစ်တစ်ယောက်လိုပြောင်းလဲလာပနေပြီးစင်မြင့်ပေါ်ထွက်ပေါ်လာခဲ့ပါတယ်။သူမရဲ့အံ့ဩဖွယ်ပြောင်းလဲမှုကြောင့်ပရိသတ်အားလုံးအံ့အားသင့်သွားကြပြီးစီယိုကိုယ်တိုင်လည်းတကယ်ရှာဖွေနေခဲ့တဲ့မိန်းကလေးဟာဘယ်သူလဲဆိုတာသိလာဖို့နီးစပ်လာပါတော့တယ်။ဆက်လက်ကြည့်ရှု